ကြားတော့ကြားနေရပဲပြောချင်တာကြားတိုင်းလက်ကြီးကြားတယ်ပေါ့နော်ကြားတိုင်းနားလေတာမဟုတ်ဘူးအဲ့ကြားတော့လောကစကားကြီးကြားနေရပဲနားလေလည်းပါလိုက်နားမလေလည်းပါတော့နော်ပြောချင်တာအဲ့တော့အဓိကကဒီနားလေတော့မှတတ္တိသဘောမျိုးပါလာတာနော်စိတ်ထဲမှာပြောချင်တာကျုပ်ကလေးတွေရှိတယ်နားထောင်ဟိုကြည့်ဒီကြည့်ခေါင်းခေါ်တာဒီပါသေးချာကြည့်နေရတဲ့လားကျွန်တော်တို့ပြောတော့ပြတာပဲဒါပေမဲ့မျက်စိဟိုကြည့်ဒီဆိုကြားတော့ကြားနေတယ်စိတ်ထဲဘာမှမရဘူးပြောချင်တာအဲ့တော့ဒီအင်းနာဒါအရေးကြီးတယ်ကျွန်တော်တို့အင်းနာပဲအဲ့ဒီတစ်ခုနည်းနည်းပြောချင်တယ်နော်တော်သူဒီအခုကတော့ပြောချင်တာတရားနာတယ်လို့တရားထိုင်တယ်လို့ဒါစာရေးပြင်လို့ချက်အဲ့ဒါဘာကြောင့်လုပ်တာလဲဆိုကျွန်တော်မေးရဘာကြောင့်တရားနာတာလဲဘာကြောင့်တရားထိုင်ရတာလဲဒီ question အရင်လားပြောချင်တာကျွန်တော်နဲ့တွေ့လို့ရှိရင်ဓမ္မတက်ကသူ့ what တွေမေးလိုက်တယ်အဲ့ဒီ what တွေဒီမှာမေးကုန်မစိတ်ဝင်စားအဲ့ဒီသူဘာကြောင့်အဲ့ဒါမေးတာလဲပဲစိတ်ဝင်စားဖြေဖို့မစဉ်းစားဖြေဖို့မစဉ်းစားစဉ်းစားအဲ့ဒီ what တွေသူဘာလို့လဲအဲ့ဒီ what တွေမှာသူကောင်းကောင်းနားမလည်ဘူးသူကြားဦးနာဝနဲ့မေးနေရင်ဘာမှဖြစ်ချင်မှာမဟုတ်အကျိုးလည်းရှိမှာမဟုတ်ပြောချင်တာဟိုပဋ္ဌာန်းကြောင့်ပြောတော့ပဋ္ဌာန်းဆိုတာကဘယ်ပေါ်မှာတတ္တိမှာနားမလည်ဘူးကျွန်တော်ရှင်းပြနေလဲအပေါ်ရမဖြစ်တော့အောက်ကဘာမှသူသဘောပေါက်မှာမဟုတ်ဘူးသဘောမပေါက်ဆိုအင်းနာတတ္တိမရဘူးပေါ့နော်အဲ့တော့တရားနာတယ်တရားထိုင်တယ်တော့ဘာကြောင့်လောက်တာလဲဆိုတော့ဘာကြောင့်လုံမန်းဆိုတာခါကျသိမသိဘူးရသူများလို့ထားလိုက်လို့သူများကတော့ကောင်းတယ်ကောင်းတယ်ဆိုလိုက်ကောင်းတယ်လို့ဘာကြောင့်ကောင်းတယ်လဲမသိဘူးဝင်လေထွက်လို့မသိဘူးဘာကြောင့်မှတ်တယ်လဲဘာကြောင့်မှန်မသိဘူးကဲအခုစကြတယ်နော်ဝင်လေထွက်လေအောက်ကမှတ်တာကအင်းနာဒီကအဲ့တော့ဘာကြောင့်မှတ်ကြလဲမှတ်တာအင်းနာမိတာဘာကြောင့်မှတ်တယ်ဆိုတော့အင်းနာမိတာကဲပြောပါအောင်ဝင်လေထွက်လေမှတ်ဘူးလားဘာကြောင့်မှတ်လဲသမာရိယဟုတ်ကဲ့ဒါသမာရိလေနောက်တစ်ခုอ่ะစိတ်တည်ငြိမ်တယ်ဆိုတော့သမာရိပဲစိတ်ကတည်ငြိမ်တာနောက်တော့အာယုမလွတ်အောင်โอเคဒါပဲသမာရိပဲနောက်တော့သတိဝိရိယကောင်းတယ်ဒါသတိရောဝိရိယရောသမာရိယသတိဝိရိယသမာရိယအသုံးတော့ရသွားပြီโอเคနောက်စကိုင်းခွေးကြီးခိုင်းရတာဖြစ်လောဘဒေါသမောဟတွေချုပ်ခြင်းလောဘဒေါသမောဟတွေချုပ်ခြင်းအောင်ဒါလည်းမှန်တာပဲဒါတော့ပညာပိုင်းဆိုင်ရာပြောတာတော့ဟုတ်လားကျွန်တော်ပြောရည်သိနေလောဘဒေါသမောဟခြင်းဆိုတာပညာပြောတာစိတ်တည်ငြိမ်ခြင်းစိတ်အေးချမ်းခြင်းလို့သမာဓိပြောတာပြောချင်တာနော်ဘာလို့အဲ့ဒီလောကဟုတ်တယ်လောဘဒေါသကိုဘာလို့ငြင်းအောင်လုပ်ချင်တာညံပြအောင်နေမရတော့ဘာနဲ့ပြောတယ်ဒီလိုကြောင်းသားတော့ဆရာကြီးဘိုင်ပါမင်းတွေ့ရဖြေရတာပဲဘာလို့ဖြေမှတော့အမှတ်ပေးလို့ရပါလေဆရာဒီကောင်လည်းမဖြေပြီးတော့ကျွန်တော်လည်းရှောက်တယ်ဆရာလည်းဟိုလက်လေးဒီလေးနဲ့ကျွန်တော်အောင်ပေးလို့ရတာအဲကျောင်းသားဒါရဖြတ်တမ်းပြီးသားကျွန်တော်ရိုးနေပြီအောင်တော့ကတော့ကျွန်တော်ရှောက်ဖြေတတ်တယ်ဆရာလည်းအောင်ပေးဆရာလည်းဘယ်လိုမှအကြပေးတယ်တော့ပေါ့ကိုယ်လည်းအောင်တယ်အောင်ရင်ကျွန်တော်တို့ကလည်းပြောပါလေသူဟိုလက်ပြောဒီလက်ပြောလည်းရောက်သွားတာဆိုတော့ဒါပါတော့လေအဲ့တော့ကျွန်တော်တို့ကဘာကြောင့်မြတ်စွာဘုရားဒါလေးသင်ပေးတာလဲဆိုတာကဘုရားပညာတွေကိုကျွန်တော်ပထမဆုံးတီချင်နဲ့လေ့လာတာပေါ့လေ့လာတယ်တီချင်ပေါ့လေ့လာရင်းနဲ့ကိုယ်ထဲမှာတတ္တိပေါ့နော်ခဏတော့လေ့လာတော့တင်ညာနဲ့လေလုံရင်းနဲ့ကို training ခုပေါ့အာတိဝနတတ္တိများတော့စမြင်လာတာပေါ့တတိစဖြစ်တတိစဖြစ်လာတော့တဲ့ reality ပေါ့နော်သဘာဝတရားတွေအမှန်တရားတွေစသိခွင့်ရကိုယ်ကဉာဏ်ဖြစ်လာဒါပြီးတော့ဒီလောကကိုကြည့်တာ dimension ပြောင်းသွားပြောချင်တာစပြောင်းသွားစပြောင်းသွားမှာဩဘုရားကဒီလိုမြင်ပြောင်းစေခြင်းလို့သင်ပေးတာလေတော့ပြောင်းတော့အရင်တော့အမြင်ကခဏတော့ဗာနဲ့မြင်တာကိလေသာနဲ့မြင်တာလောကစကားနဲ့ပြောရင်အခုကပညာနဲ့မြင်တာအမြင်တစ်ခုပြောင်းသွားပညာနဲ့မြင်တော့တတ္တဘုံကြီးရတယ်ငါဟိုရှိတယ်ငါဆိုတာကအဲ့လောဘကစားပါတာပဲငါဆိုတာသိမ့်လိုက်တယ်ငါသားငါသမီးငါ
ရောင်းကောင်းမှုငါဒါငါနဲ့ပဲလုံးတည်းဘာပါတော့တိမ့်သိမ့်မှုပါနေ ownership dimension တော့အဲ့ဒါတွေကနေဘဝမှာပြဿနာတွေရှိတယ်အနေမကင်းဘူးမစိတ်ချမ်းသာမှာမဟုတ်ဘူးမင်းကပိုင်နေဆိုအဲ့ဒီ loss ဖြစ်တာနဲ့စိတ်ဆင်းရဲမှာပြောချင်တာအဓိက ownership ဘာကြောင့်ကောင်းတာတော့ ownership ကလည်း loss လို့မခံစားတော့ဘူးတခုပျက်စီးသွားရင် loss ဆိုတာနဲ့မင်းဝမ်းနေပြီကိုဆွဲပြီပြောချင်တာ gain and loss ပေါ့ကျွန်တော် gain ရတယ်နဲ့ရချင်တာကြီးစုခဲ့တယ်စုခု loss ဖြစ်သွားတယ်မကြိုက်ဘူးအဲ့တော့စိတ်ဆင်းရဲမင်းဒီလောကတန်ကြမင်းတော့မှမဟုတ်ဘူးပြောချင်တာအဲ့တော့မင်းပါအဲ့ဒါဘာမြင်လို့လဲဆိုဗုဒ္ဓရှားပွေတွေးရှိသွားပြီ relationship ကိုမင်းမတွေးလို့အကြောင်းအကျိုးမျှပဲအားလုံးအကြောင်းတိုက်ဆိုင်လို့မဲ့စုံညတုံညတွေးကြတာအကြောင်းကိန်းတာနဲ့လည်းကိုတော့သူကိုလန်းကိုလျှောက်တာဒါပဲဒီဟာတခုကိုရှားပွေတွေးရှိသွားအဲ့တော့အဲ့ဒါအပြင်အဲ့လောက်လာဆိုအဲ့လောက်တော့မဟုတ်ဘူးဒါကကျွန်တော်ပညာပိုင်းဆရာမှာညင်သွားတာလောကကိုလည်းလောကပဲ dimension ပြောင်းမြင်သွားတာလောကတော့လောကပဲဒါပေမဲ့လက်ဆောင်ရလောကမှာလောက exit တစ်ခုတည်ပြတယ်ဒီတော့ဖျက်မြောက်ရဒါကိုလောကုတ္တရာလို့ခေါ်ခဲ့ဘုရားဒီတိရှာဖို့တွေ့ရှိပါတယ်မပြောချင်တာကနော်ပြောချင်တာကအဲ့တော့ဒီဟာလေးတစ်ခုနည်းနည်းလေးစပြောကြည့်တာပါနော်သိပ္ပံပညာရုပ်လောက evolution ကိုနားလည်တယ်အစဉ်စဉ်ပြောင်းလဲသွားတယ်အစဉ်စဉ်ရုပ်တွေပြောင်းလဲသွားတယ်ဒါပေမဲ့ဒီသိပ္ပံပညာစိတ်ကိုတော့မသိခဲ့လက်စွာပြစိတ်တွေရဲ့အစဉ်စဉ်ပြောင်းလဲပုံတွေကိုတွေ့ပြီးနောက်ဆုံးကို evolution ကိုအမြင့်ဆုံးတွေ့သွားတယ်ပဒနာကြည့်တော့သူဟိုဘက်ကိုဘာမှလုပ်เสียမရှိတော့တယ်အဲ့တော့နိဗ္ဗာန်ရောက်တယ်ဆိုတာဒီတစ်ခုလေးကိုသဘောပေါက်တယ်စိတ်နဲ့ပတ်သက်တယ်အဲ့တခုอ่ะအဲ့တော့ evolution ကပုထုဇဉ်ကနေသောတာပန်မှာ evolution စပြောင်းတာတစ်ဆင့်ပြောင်းတာစိတ်ရပြောင်းတဲ့စိတ်တဲ့စပြောင်းတာစိတ်ကျဲလာတယ်တပြေးပြေးအစစ်တစ်ခုမြင့်လာသောတာပန်စိတ်ကနေတရားခံစိတ်ကနောက်တစ်ခု evolution တက်ပြောင်းလာခဲ့တယ်ပြောတယ်လားအဲ့တော့ပုထုဇဉ်တွေဖြတ်တယ်ရဟန်းကဖြစ်တော့ revolution မှာခြာရောက်သွားတယ်ကျွန်တော်က evolution နဲ့တွားနေရတယ်မနေ့လောက်ရတယ်သူအဲ့တော့တက္ကရာငန်းကြီးကျွန်တော်ကြိုးစားလို့ရရင်အနာဂတ်ဖြစ်တစ်ခုမြင့်သွားပြီလိုက်ပါအနာဂတ်နေလို့ရင်ရဟန်းတာ evolution အမြင့်ဆုံး highest point ရောက်ပြီးရောက်တယ် evolution မရှိတော့ရက်တဲ့ life ရှိတော့ဒါနိဗ္ဗာန်လို့ဒီလိုဒီစိတ်ဘက်ကကြည့်တာကျွန်တော်နားလည်သွားတယ်ပြောချင်တာကဒီ evolution နဲ့သိပ္ပံပညာရှိတော့စဉ်းစားမယ်ဆိုရင်ပေါ့နော်ဒါ dimension တစ်ခုပါဒီလိုလဲစဉ်းစားလို့ရတယ်ဘာသာရေးမဟုတ်ဘူးပြောချင်တာကကျွန်တော်တို့ကလူရဲ့စိတ်အစဉ်တန်းတစ်ခုမြင့်တက်သွားတာပေါ့နော်ပြောချင်တာဒီအဲ့ရကူကျွန်တော်စနားလည်ဝင်ရတယ်ပေါ့နော်အဲ့တော့ပြောချင်တာကတော့ကျွန်တော်တို့က inner ဘာလို့တည်သွားတော့ကျွန်တော်ပြောပြလောကမှာကျွန်တော်ဒေါလို့ပြောပြဒေါဆိုတာအင်္ဂလိပ်စာတက်လို့ခွေးလို့တည်သွားအင်္ဂလိပ်စာနဲ့ဒေါလို့တိုင်တော့အတန်ပဲကြားတယ်ဒေါဆိုတာနားနဲ့တိုင်တဲ့အတန်ပေါ့ကျွန်တော်လက်ခုပ်ပဲဒီပါပြအတန်ပဲထွက်လာတခုဘာနဲ့ရိုက်အတန်ပဲထွက်ပါအဲ့တိုင် nature ကျွန်တော်နားကြားတာပါ nature တဘာဝပဲနားတခုကိုကြားတာပဲအဲ့ nature အိမ်မှာကိုအဲ့ကနေထိုင်နေမိဖို့ကနေခလွန်လောက်ကြားလိုက်နားအတန်ပဲကြားတာ nature ဒါပေမဲ့နားကလည်းကြားပြီးဒီလိုမနေဘူးကျွန်တော်ကနောက်စိတ် inner နားကအောက်ကအပြားရတာ inner စိတ်တွေးတာဘယ်လိုတွေးလိုက်တော့ငါပကံနေတော့ကုန်ပါပြီလောကပြတ်နားကကြားတာသဘာဝစိတ်ကတွေးပါဖြစ်တယ်လောကဒေါဆိုတာလေအတန်တစ်ခုပဲသဘာဝစိတ်တွေကခွေးလို့ဒီမှာဖြစ်တယ်လောကပြတ်မင်းတို့လောကဆိုတာအပြင်ရှိရတယ်နော်မှားနေရဲ့ကွာလောကဆိုတာမင်းအတွင်းမှာပဲရှိရတယ်အင်းနာမှာပဲလောကပြတ်တာအပြင်မှာဘာလောကမှာကျွန်တော်တို့လောကဆိုဘယ်လိုထင်လဲဒါကြီးလေစတော့ရဒီအောင်လေဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုတည်ချင်းနေလာခဲ့တာမဟုတ်ဘူးတဘာဝနဲ့လောကအဲ့လိုမသိဘူးပြောချင်တာတဘာဝအခုမြင်တဲ့တဘာဝပဲကြားလေကျွန်တော်မီးပွဲမှာသွားကြည့်ပြောချင်တာကအလင်းရောင်လေးတွေမြင်အခုကြည့်ရတဲ့အတူတူပါပဲကျွန်တော်ဒီလိုမြင်အလင်းမယ်နေတာအဲ့မှာမီးလာတယ်လို့ဒီမှာလောကဖြစ်တယ်မျက်စိကတော့လင်းနာနေတာတဘာဝအမှားဒီတော့မီးမှန်နေတာပဲအမှားလာတာငါတို့မြင်တာတော့
ပေါင်းတာကျွန်တော်ဒီတော့မီးမလာဘူးအဲ့ဒီမှာလောကဖြစ်တာမျက်စိကမြင်တာပါတော့တဘာဝလင်းတာပေါင်းတာပြဘာမှမဖြစ်ဘူးဟုတ်တယ်လားသူလင်းတာကိုနေလို့ယူလိုက်ပါအဲ့လောကဖြစ်တယ်မောင်နာတဘာဝမောင်နာနေတာအဲ့ဟိုညလို့ယူဘာဖြစ်လဲလောကဖြစ်တယ်ဘာတဘာဝလဲဘာလောကလဲအဲ့တော့ခုနေရတော့လောတဘာဝတဲ့နေလားလောကတဲ့နေလားပြောစိတ်ထဲမှာတဘာဝတဲ့နေလို့ထင်တာလောကထဲမှာနေလို့ထင်တာဒါပဲထင်တာအဲ့တော့လောကအတွင်းလားပြင်းလားသူ့ဘောဘာမှနေတယ်အဲ့ဒါမှနေအဲ့တော့ဘာမှမကိုကျွန်တော်အဲ့လိုသင်တယ်အဲ့ဒါဒီလိုတော့သင်လို့မရဘူးလော်တေးတွေကတော့မသင်လို့ရတယ်သင်နေပြောတယ်တတိရှိလို့ရှိတယ်တခါလဲ live change ခုပေးနိုင်တယ်ပြောတယ်တခါလဲ change ဖြစ်သွားတယ်လော်တေးလို့ကြတဲ့စိတ်ထဲဘာပေါ်လဲအဲလောကဖြစ်တာကျွန်တော်တွေ့ရလော်တေးဆိုရှောက်လို့လေအတန်မဲတဘာဝပဲအဲ့ဒါလောကဖြစ်တာလေလောကဖြစ်တော့ဒီဆရာကဲဝေရဟောတယ်လောကဒီတန်ဖိုးကြီးမှမသိဘူးပြောကြည့်တာလောကမှာတန်ဖိုးကြီးရလို့တန်ဖိုးကြီးတော့ပြည့်စက်တယ်အဲ့ဆိုတော့မမေးတော့အဲ့ condition အဲ့သူကသူအဲ့အကြောင်းသာပေးလိုက်မမေးဘူးဒီမှာဒီလိုသိခဲ့လိုက်ဟာဒါပဲဥပမာကျွန်တော်ပြောပြမယ်ကျွန်တော်သင်ပေးခဲ့တာပါပဲဒါပေမဲ့ကျွန်တော်သင်တန်းပြောင်းပါဓမ္မယုံမှာတော့သင်တော့ဘာတော့သင်လို့ရမလဲကြည်ရာမြင်တာရှေးစိတ်ရေလို့သိတာနောက်စိတ်ရှူရာမြင်တာရှေးနွားတို့မြင်တာမဟုတ်ဘူးသူကနွားတို့မြင်နေလို့တွားကြည့်မျက်လုံးကနွားတို့မမြင်ဘာပဲမြင်တာရှူရာပဲမြင်တာရှူရာမြင်တာရှေးစိတ်နွားတို့လို့သိတာနောက်စိတ်အရှေးစိတ်နောက်စိတ်တော့သင်တန်းသင်ပေးလိုက်မယ်အိမ်ရောက်တော့လည်းနွားတို့ပြန်ဖြစ်တာပဲရေပဲဖြစ်တာပဲလို့အဲ့ဓမ္မယုံနောက်ကတော့အဲ့ဒါပဲရမယ်ပြောကြည့်တာကျွန်တော်လူသဘာဝနဲ့လောကတော့သူတင်မပေးနိုင်သူကသင်ကြမလို့အဲ့တော့တော်တော်ဆင်ပြေနေပြီကျွန်တော်လည်းမခေါ်နိုင်တော့အဲ့ရတယ်ကြောင်းကြည့်တာကိုယ့်ရဲ့ကိုယ်ပိုင်ကိုဖြစ်သွားတယ်ကျွန်တော်ကဒါကြောင့်ဘဝလေးရောက်တယ်ခင်ဗျားတို့လောကဘယ်မှာဆိုကျွန်တော်ပြလို့ရတယ်ဒါတစ်ခုသာခင်ဗျားတို့ရဲ့တီချာသိကျင်တဲ့စိတ်နဲ့ယူပွဲတစ်ခုရပြီအဲ့ပါပြောချင်တာအဲ့တော့မှသဘာဝလို့ခင်ဗျားနဲ့နေတတ်တဲ့လောကလွတ်ပြီအဲ့ဒါမှလောကရဲ့ထွက်ရသူရတယ်ပြောချင်တာလောကုတ္တရာဆိုတာခေါ်တာပြောချင်တာအဲ့တော့အခုကသဘာဝမှမသိလောကမှမသိအဲ့ရှေ့စိတ်နောက်စိတ်ဒါကကျွန်တော်ကျွမ်းကျင်နေလို့ရတယ်အခုကျွန်တော်ပြောတာနားထောင်တယ်သူဘွားတဲ့သွားကြည့်သူအဲ့လောက်မကျွမ်းကျင်သူဒီ dimension မကြည့်ဘူးသူမနေဘူးသူဘွားသူတိုင်းနဲ့မကျွမ်းကျင်ဘူးဒါပေမဲ့လူတွေသင်ဆိုတော့သင်တယ်ဒါပေမဲ့ဘွားတဲ့သူမရောက်ခဲ့တဲ့အတွက်အဲ့လိုမပြောနိုင်ဘူးနော်အဲ့ပြောနိုင်အောင်အသက်48နှစ်တည်းကျွန်တော်ဘွားတွေခြေစုံပြခဲ့ရတယ်ဒါပေမဲ့အဲ့တန်ဖို့နားမလဲဒီမှာလာနားထောင်ကိုပေါ့နေတယ်ကျွန်တော်ဘွားကတော့ဘာလို့ကျွန်တော်တန်ဖို့ကြည့်ရလဲဘုရားလည်းတအားကျေးဇူးတင်တယ်ကျွန်တော်ခြေစုံပြခဲ့ရတယ်အကောင်းဆုံးအချိန်တွေကိုကျွန်တော်ဘွားလည်းအဲ့ဒါမြုပ်နိုင်ခဲ့ရတယ်ဒါပေမဲ့ကျွန်တော်ဒီလိုထိုင်ပြောနေကျွန်တော်ဘွားလည်းမြုပ်နိုင်ခဲ့ရတယ်လို့ဘက်ကလူဟာမသိဘူးအဲ့ဒါအကောင်းဆုံးအချိန်အဲ့ဒီကြောင့်လည်းဒီလောက်ဖြစ်ဒါပေမဲ့ဒီတန်ဖို့ကြီးတယ်လို့လည်းဘက်ကမခံစားရဘူးပြောချင်တာအနောက်တိုင်းကတန်ဖို့ကြီးတာကိုတန်ဖို့ကြီးပေးမှပေးတယ်အလကားတော့အပေသူတို့ရင်းနှီးမြှုပ်နှံနေရတာဒါပေမဲ့ကျွန်တော်ဒီဟာအလကားရလို့ထင်းနေတဲ့အတွက်တန်ဖို့လည်းရှိရလို့ခုကျွန်တော်ပြောတယ်လောကနဲ့သဘာဝကိုကြားရင်တော့တန်ဖို့ကြီးဒီဟာကတကယ်လို့တဲ့လူတော့ဘွဲပြီးသွားခဲ့ရတယ်ပြောချင်တယ်နော်ဒါမလို့ဒီတရားနာတယ်ဆိုတော့ဘာလို့နာတာလဲဆိုတော့တရားထိုင်နေတော့ဘာလို့ထိုင်နေလဲဆိုတော့ဒါပဲကြည့်ရမှာဆိုနော်ဟုတ်ပါမေးတာတော့ဒါပဲဖြေရတာတော့အစ်စ်ကတော်များတယ်မတောင်းခနဲ့ပြေးတယ်စုတယ်ဒါကိုပြောတာကျွန်တော်တောင်းစရာမလိုကျွန်တော်အဖို့ပြေးပေးတယ်တရားရကင်းလုံးပြေးပေးတယ်ကျွန်တော်တို့တော့မလျှော့မပေးဘူးအဲ့ဒါပဲတတ္တိဆိုတာဩလာပြီပဋ္ဌာန်းဆိုရတတ္တိပဲတတ္တိရှိလားစီဟာရှိဒီလိုကြတဲ့ခွက်တော့မနေမှားတယ်ဘယ်မှလာတော့မဟုတ်တော့ဘူးဒါလားတတိကွာဆရာအကုန်ပြင်းနေလူတွေရဲ့သဘောတရားကနောက်ကြလွယ်လွယ်လေးရတာဒါပေမဲ့ဘာအဲ့လေ problem လို့မတတ်ဘူးဒါလည်းသဘာဝပဲ nature ပဲလောကထဲမှာဒီလိုပဲဖြစ်ပြတာပဲ it's a nature no problem အဲ့ဒီဒါ overcome ဖြစ်သွားတာပဲကြော်ဖြတ်သွားတာပဲလောကဓာတ်တွေကိုအားလုံးကိုကြော်ဖြတ်ရမယ်ဒါတွေတော့ရှိနေပါ
နော်ဟုတ် မိမိတာဝန်ယူပြီးလုပ်ရတဲ့အလုပ်ကိုမိမိတက်နိုင်တဲ့လောက်အကောင်းဆုံးဖြစ်အောင်အလေးနဲ့ထားပြီးလုပ်တာကိုလောဘနဲ့လုပ်တာလို့ခေါ်ပြီးမိမိတာဝန်ယူပြီးလုပ်ရတဲ့အလုပ်ကိုအလေးနဲ့မထားဘဲလုပ်တာကိုအလောဘလို့ခေါ်ပါသလားဆရာကြီး အဲ့ဒါတော့ကြောင်းနေတယ်နော်ဘယ်မှာတကလောဘလည်းနားမလဲဘူးအလောဘလည်းနားမလဲအလုပ်လုပ်တဲ့ responsibility လည်းနားမလဲဘူးပေါ့နော်ဒါကကျွန်တော်က metaphysical question လို့ခေါ်တယ်ဒီ question တွေကကျွန်တော်မေးလိုက်တာလေသူက logical thinking နေနဲ့ရှောက်ပြီးတော့မတွေးသင့်တာတွေရှောက်တွေးတယ်မစဉ်းစားသင့်တာတွေကိုရှောက်စဉ်းစားတယ်နော်အဲကျွန်တော်ကဒါလည်းလောကဖြစ်တတ်တာပါပဲအဲ့တော့တွေးတတ်တဲ့လူတိုင်းကဘာလို့ကျွန်တော်ကိုယ်တိုင်ကအဲ့လိုရှောက်တွေးတယ်ကျွန်တော်ကိုယ်တိုင်ကအဲ့လိုတွေရှောက်တွေးခဲ့ဘူးဒီ metaphysical question ကလူငယ်တွေစဖတ်တဲ့လူတွေတွေးတတ်တယ်အဲ့ဒီတွေးတတ်တာကျွန်တော်နောက်ဆုံးသိတော့ဘုရားကပြပိုက်တွေကကျွန်တော်တို့ကိုဆိုးတယ်မာလာမှန်တော့ပဲစဉ်းစားတာမာလာမှတကယ်မာလာဟုတ်တယ်လားအမမာလာမှတကယ်မာလာဟုတ်တယ်လားသူက question ကမာလာမှလည်းမဟုတ်ရှေ့က positive ဆိုနောက်က negative နဲ့ပြန်မာလာတကယ်မာလာဟုတ်ကဲ့လားတော့မာလာမာသေးရဲ့လားတော့မှန်တယ်လည်းတကယ်ဟုတ်ကဲ့လားမှန်ရဲ့လားတော့ positive ကို positive နဲ့ negative ကို negative နဲ့ပြန်ပြီးတယ် negative က negative ကိုနောက်က positive နဲ့ပြန်မာလာမှန်ရဲ့လားအမှားလားဒီမှန်တယ်လို့ထင်တယ်များမှားများနေလားတော့ negative ကို positive ကို negative ဒီကောင်นี่မီးကိုအစုံပေးတတ်တယ်ဒီ provide ရပြောချင်တာကကျွန်တော်တို့ကဒီပရမစဆန်းဘာမီးနေမှာလောကကိုရှိတယ်လို့ယူလားမရှိဘူးလို့ယူလားရှိတယ်ဆိုတာတကယ်ရှိရလားရှိတာတကယ်ရှိရလားရှိတယ်လို့ဆိုတာတကယ်မရှိဘူးအဲ့လိုလေပေါ့ပရမတော့ဒီမှာလေဖက်တော့သူဘာနေမှာတော့ဒီမှာ positive negative နဲ့ပြန်စဉ်းစားကြရတာအဲ့တော့ positive နဲ့ရှိရမယ်ပြီ negative positive can be negative နဲ့ပြီnegative can be positive နဲ့ပြန်ပြီရှိရ positive ကိုပဲခံပြီး positive နဲ့ပြန်ပြီ negative ကိုပဲ negative နဲ့ပြန်ပြီဟာသူအဲ့လိုတွေ positive negative တမကျွန်တော်လည်းနားလေတော့တာဒါပေမဲ့စကလုံးနေနေဆိုကျွန်တော်ဘာမှနားမလဲပြောနေတာအဲ့တော့မြတ်စွာဘုရားလည်းမေးတယ်လေတခွန်းပဲပြောတယ်အဲ့ဒီငါမယူဘူးလေငါမယူဘူးပဲကိုပြောတယ်အဲ့တော့သူတို့မေးတဲ့နေရာတွေတခုမှမယူဘုရားဘယ်လိုယူလဲအဲ့တော့မှအဝိဇ္ဇာရှိရင်လောကရှိတယ်အဝိဇ္ဇာမင်းလောသူကရှိတယ်မရှိဘူးလို့တရသေးဘာမှမယူတာဘုရားလေ condition မဲ့အကြောင်းနဲ့အကျိုးဘောမှာပဲအကုန်ပြောသွားတယ်မပြောချင်တာကအဲ့တော့ဒီလိုသွားတာပြောချင်တာကဘုရားလည်းအဲ့ဒီအရောအဲ့တခွန်းနဲ့ပဲရှင်းထုတ်တာအဲ့ဒီမှာသဘောပေါက်လာဒီအကြောင်းအကျိုးဆိုတာပညာရဲ့ dimension လူတွေ training နေနဲ့ကျွန်တော်ကသဘောပေါက်တာပြောချင်တာကျွန်တော်ကပတ်စံရှိလားရှိတယ်ကွာအေးရှိလည်းရှိတော့မရှိလည်းမရှိဘူးပေါ့ကွာကျွန်တော်မဟုတ်မင်းပြန်ဆက်မယ်ဆိုတော့ရှိမှာပဲမင်းမဆက်ဘူးဆိုတော့ရှိဘူးလေတော့ကျွန်တော်က condition နဲ့ပြောတယ်လေဒါကဒီလိုအကြောင်းနဲ့အကျိုးနဲ့ပဲဒါအားလုံးကရှိတယ်လည်းမဟုတ်မရှိတယ်လည်းမဟုတ်အဲ့လိုပြောလို့မရဘူးဟာအဲ့လိုပြောလို့မရဘူးရှိမရှိမရှိဘူးပေါ့ကျွန်တော်တို့ကဒီဟာပဲသွားတာလောကကောပြောချင်တယ်အဲ့တော့မြတ်စွာဘုရားရဲ့ဒီအကြောင်းအကျိုးပရိစ္ဆေသမုပ္ပါဒ်တွေကိုကျွန်တော်အဲ့လိုကြီးစဉ်းစားတယ်အဲ့တော့စဉ်းစားလာတော့ဒီတမညာဖနာတော့ဇန်တမင်းကြီးကသူ့ဖေတက်ပြီးတော့ဝမ်းနဲ့ပူဆွေးပြီးတော့မြတ်စွာဘုရားကြီးလာတယ်ဒါပဲတရားနာတယ်လေတရားနာပြီးတော့ပြန်တော့မယ်ဆိုတော့လေလူလောကလူဝိတရားရပြောရတယ်နန်းတော်မှာအလုပ်တရားလေးရှိပါတယ်မင်းဆိုတော့ပြန်မပြုတ်ပါအောင်ပေါ့နော်ဒီလိုလေးအဲ့မြတ်စွာဘုရားပြန်มาလည်းမပြောဘူးမပြန်มาနဲ့မင်းကြီးပြန်တဲ့အချိန်မင်းကြီးသိပါတယ်ဒါပေမဲ့သူ့သဘောသူစောင့်တာလေပြန်มาမပြန်တာတခုမှစွန့်နေတယ်ပြောတဲ့ဟာကဆိုတော့နည်းနည်းကျွန်တော်အဲ့မှာစတယ်နည်းအဲ့လို dimension မြင်တော့တာဘလို့ဘာကြောင့်မြင်မှန်းလည်းမသိပါဘူးဒီမှာစိတ်ထဲမှာအဲ့လိုကြီးပေါ်သွားတာဒီအကြောင်းကျိုးတွေနဲ့ဆက်ပြီးတော့မြင်နေစဉ်းစားနေကြတတ္တိအဲ့ဒါတတ္တိကိုယ်ထဲမှာအကြောင်းကျိုးနဲ့ပတ်သက်တတ္တိထူရတယ်အဲ့ဒါလည်းခါကျစဉ်းစားတိုင်းကဒီလို relation တွေနဲ့ပဲစဉ်းစားတယ် relationship ကိုစကားလဲကျွန်တော် ownership ပေါ့ဖြည်းဖြည်းပြန်มาတော့လောက်တာလေကွာဒါပဲကိုရီးယားကတော့သူခိုးလိုက်တယ်ဖြည်းဖြည်းပြန်มาဒါလည်းမစိုးပါဘူးစေနာပေါ့ဗျာစေနာကောက်တော့စေနာရတာပေါ့ပြောချင်တာကဒါပေမဲ့ဒီ middle way ကမြင်နိုင်ငယ်တယ်အကြောင်းနဲ့အကျိုးပေါ်မှာပထမဆုံး middle way တစ်ခုနာပေါ့အကြောင်းနဲ့အကျိုးကိုကျွန်တော် basic ခင်ရတယ်ခံကကျွန်တော် middle way ကိုတစ်ဆင့်လေးရတာဒါ training system တွေကျွန်တော်ကဒါတွေကိုသင်ရပြောချင်တာကဒီတိုင်းကျွန်တော်ပြောတော့တာမိုးရွာလည်းမိုးရွာလည်းကြိုက်တယ်မကြိုက်ဘူးမိုးရွာလည်းသဘာဝနေပြီးလည်းသဘာဝဟိုကလွယ်နေတာအဲ့ဒါကျွန်တော်ကဒီအကြောင်းကျိုးတွေကို base လို့ဒီလိုမြင်သွားတာတော့ကကျွန်တော်မြင်တော့ဘာဖြစ်တော့ပညာ dimension ဖြစ်ကျွန်တော်ကပညာ dimension မြင်တာ
ဘုဘကလူတွေပညာ dimension teaching dimension နေသူက teaching dimension ဆိုတော့ training လို့တည်း practice လို့တည်းအဲ့ဒီကိုကြော်ပြကျွန်တော်ကဒီတန်းပြောတော့ဒါပေမဲ့ဒီကျွန်တော်တန်းပြောတော့မှတ်တော့သူက training များတော့အဲ့လိုမမြင်ဘူးဒီစကလုံးမဲ့ web ပဲပတ်ခဲ့တာမှတ်ပင်နေလေသူအာသေဝနတတိရရင်တော့သူစဉ်းစားတတ်တယ် training စရအာသေဝနဆို training စရဒီ dimension ကိုဒီလိုကြည့်ရင်ဒီလိုရှိရဆိုသူက teaching နဲ့ training နဲ့တော့ချိန်ပြရ discussion နဲ့ချိန်ရချိန်နဲ့ကျွန်တော်က training ကိုရမှဒီကိုစပြီးသူစဒီထဲကိုစမြင်လာတာမြင်ရင်အဲ့ practice တော့လုပ်ခိုင်းရသူမြင်မှ practice လုပ်ခိုင်းတယ်တော့ဟိုဘက်က assessment transformer ရပေါ့ဒါ teaching system နဲ့တော့ပါမီရှင်းလို့ကျွန်တော်ပြောရင်သူရပါမီမရှိရတော့မရသေးဘူးကျွန်တော်က teaching လဲလို့လဲ training လဲလို့လဲ practice လဲလို့လဲအဲ့ဒါတင်တော့သူတိုင်းတိုင်းလူရတော့ပြောချင်တယ်နော် effective ဖြစ်မယ်လို့ပြောပြတယ်ကျွန်တော်အခုဘာလို့တရားတွေလာပြီး effective မဖြစ်တာလဲဆိုတော့ပါဠိစကားတွေဖြစ်နေတဲ့ဟိုက teaching ကလည်းနားမလဲ discussion လည်းမရှိ training လည်းမရဘူး practice ကကိုထင်အောင်ကိုလုပ်တာလုပ်တော့လည်းတမထဖြစ်တယ်ပြောချင်တာပညာမဖြစ်တာဒါတွေကိုကျွန်တော်က analyze လုပ်ရင်းနဲ့ဒါတွေသဘောပေါက်တော့เนาะဟုတ်ပါပြီမိတယ်လို့ကျေးဇူးတင်ပါတယ် မြတ်စွာဘုရားမှာတပိယုဒဉာဏ်တော်ရတော်မူပြီးနောက်22ရက်မြောက်တွင်ယရနာဂရစံအိမ်၌စံတော်မူ၍အဘိဓမ္မာ9ကျမ်းပဋ္ဌာန်းဒေသနာတော်ကိုသုံးသပ်ဆင်ခြင်တော်မူ၏ဟုဆိုပါသည်ပဋ္ဌာန်းကျမ်းအားမြတ်စွာဘုရားမတိုင်မီမိတိပုဂ္ဂိုလ်မှပြုစုခဲ့ပါသည်ပဋ္ဌာန်း၏မူလအရင်းမြစ်ကိုသိလိုပါသည်ဆရာအဲ့တော့တမိုင်းဆရာကြီးသွားမယ်ကျွန်တော်စိတ်ဝင်တာဒီ archaeology ဘာရှိဘာညာခုပါရဲကျွန်တော်လို့မဟုတ်ဘူးအဲ့ဒီဟိုင်းနဲ့ပတ်သက်ပြီးဘုရားဟောမဟောလဲနတ်ပြည်ဟောရလာမလားရဲ့ကျွန်တော်မဆိုင်ဘူးကျွန်တော်ကဒါတွေစိတ်ဝင်တယ်လီဖုန်းဖွင့်မကြည့်တယ်လီဖုန်းတော့ဖွင့်မကြည့်ရပဋ္ဌာန်းကတော့ဝေးတောင်လေးအဲ့တော့အဲ့လိုသိရင်ကျွန်တော်တယ်လီဖုန်းလေးကျွန်တော်ဖွင့်ကြည့်ကြပါလားပြောချင်တာကိုအတိုင်းရှိကိုသိရမှာဖြစ်ပါတယ်နံပါတ်1ကကျွန်တော်တို့ကနော်ကိုတိုင်းရှိတော့ကိုပိုက်ကိုဖွင့်ကြည့်ဘူးလားတယ်လီဖုန်းပြောတယ်အဲ့တော့မြတ်စွာအဲ့တော့ကျွန်တော်တို့က logical thinking ကတော့ intellect ရဲ့ပြဿနာရှိတယ် intellect ကနောက်တိုင်းမှာ dissecting လုပ်တာလေသူခွဲခြားစိတ်ပြကြည့်တယ်အကုန်လုံးအဲ့ဒါလေကိုချစ်တဲ့လူအချစ်ဘယ်လိုမျိုးလို့ရင်ဘတ်ခွဲခြားစိတ်ပြကြည့်ပါလားဆိုတော့ကျွန်တော်တို့ကတွေးတဲ့နဲ့ဆိုရဲဒီဟာလေးတစ်ခုကိုအာမင်နေလေတဲ့ဟာပြောကြတာအဲ့ဒါမတော်ဝေးလို့ခေါ်တယ်တွေးတဲ့နာတွေးရတယ်မတွေးတဲ့နာတွေးရဒါနဲ့ကုသတ္တတော့ပါပါတယ်လွယ်ဒါကကျွန်တော်အခြေခံနေအားနေတယ်လို့ဗုဒ္ဓဘာသာတရားဖြင့်ကုသိုလ်အကုသိုလ်သိရဘုရားကုသိုလ်လည်းဘုရားအကုသိုလ်လည်းသိရနော်အဲ့တော့ကုသိုလ်လည်းသိရမယ်ကုသိုလ်ဖြစ်ကြောင်းလည်းသိရမယ်ရကြလားကုသိုလ်လည်းသိရမယ်ကုသိုလ်ဖြစ်ကြောင်းလည်းသိရမယ်ကုသိုလ်ဖြစ်ကြောင်းဒီကုသိုလ်ကိုဖြစ်ကြောင်းရောက်ကြောင်းပေါ့နော်နီးကိုလည်းသိရမှာတော့အမှပြောချင်တာအတူတူပဲဒုက္ခတစ်ခုကိုသိရင်ဒုက္ခသစ္စာအဲ့ရတဲ့အကြောင်းကိုလည်းသိရမယ်ချုပ်ငြိမ်းကြောင်းကိုလည်းသိရမယ်ရောက်ရမဂ္ဂသစ္စာလည်းသိရမယ်စဉ်းစားရင်အဲ့ flow တိုင်းအများနဲ့စဉ်းစားပါပြောချင်တာ way of thinking အခုစဉ်းစားရင်တစ်ခုကိုတွေ့ရင်အကြောင်းကိုသိသိရတယ်ဒီအကြောင်းကိုသိရင်အကြောင်းချုပ်ရကြည့်ရတယ်အကြောင်းချုပ်ရရောက်ကြောင်းလည်းသိရတယ်ဒီလူတွေသွားရတာဒါကကျွန်တော် format ပါပြောချင်တာဒါက training တွေလုပ်ပါတယ်ကျွန်တော် training ဖြစ်တဲ့စဉ်းစားတိုင်းကဒီထဲကိုရောက်သွားတယ်အခုကကျွန်တော် training ဖြစ်ကိုတွေးရင်လျှောက်တွေ့တယ်တွေးကြံကြောက်တယ်အတိုင်းရှိနေလေဒီတော့အဲ့တော့ကုသိုလ်အကုသိုလ်တုဒ္ဒတုံမှာလက်စွာဘုရားကဟိုဝိတ္တကပုံတိုင်းရဲ့ရှောက်သူကမြင်တဲ့အတိုင်းပြောတယ်ကြားရင်ကြားတဲ့အတိုင်းပြောတယ်ဘာလို့အောက်တားကြီးပြောပြတယ်မြင်တဲ့အတိုင်းပြောတယ်ကြားရင်ကြားတဲ့အတိုင်းပြောတယ်တွေးရင်တွေးတဲ့အတိုင်းပြောတယ်သိရင်သိတဲ့အတိုင်းပြောတယ်အောက်တားကိုပဲပြောတာလက်စွာဘုရားငါပြောရမယ်လို့လည်းမယူဘူးတဲ့မပြောရဘူးလို့လည်းဆုံးတော့ခါရပဲပြောတယ်နော်တော့နင်းတဲ့တိုင်းပြောတယ်လို့သူကယူတာလက်ဆောင်ပဲအဲ့ယူမရှိပြောမယ်လို့လည်းမယူပြောဘူးလို့လည်းဘယ်လိုယူလဲအင်းနာကိုပြောတယ်ကုသိုလ်ဖြစ်ရင်ပြောအကုသိုလ်ဖြစ်ရင်ပြောတယ်ဒီကောင်ကညံအင်းနာမှာညံဒီကောင်နဲ့ဆုံးဖြတ်တယ်ပြောတယ်ပြောတယ်ဟုတ်လားဒါတော့မြင်တိုင်းမှန်တယ်ဆိုတော့ကိုမြင်တာကိုပြောတာဘာဖြစ်တာအဲ့ဒါမရဘူးအဲ့အစွန်းတစ်ပါးအောက်တာသူ့မှာညံမပါဘူးညံဆိုတတိတော့ရွေးချယ်ဒီကုသိုလ်အကုသိုလ်ကသိတယ်တတိယလေးဒါကတတိယဘုရားပွဲမှာသိတာဒီတတိဆိုတာမှန်မှန်ကန်ကန်သိတာကိုပြောတာရမ်းပြောကိုထင်တာကောင်းလို့ကုသိုလ်ကိုကြိုက်တာမကြိုက်တာမလို့အကုသိုလ်အဲ့လိုပြောတာမဟုတ်ဘူး reality တခုကိုတကယ်သိတာ mindfulness
လေးတိကြီးကဘာသိပါမီဖြစ်တယ်6နှစ်တာကျင့်နေတာဒီတစ်ခုတည်းပဲဒါပေမဲ့ဒီတစ်ခုကိုလူတွေသဘောမပေါက်ဘာဖြစ်လို့လဲသူမခံစားဘူးဒီတစ်ခုရဲ့ဘလောက်ကြီးကျယ်တယ်ဘလောက်တိမ်မွေ့တယ်ဘဝတစ်ခုကိုအကုန်ပြောင်းစေတယ်လို့တော့စာရင်းအများကြီးပြောနေတယ်အဲ့အောက်တားကြီးသူကြက်ပြီးပြန်ပြောတာအင်းသားသူမပြောင်းသေးဘူးအင်းသားသူမခံစားရဘူးပြောတယ်နော်ဟုတ်လားအဲ့တော့လောကမှာယောက်ျားယူမိန်းမယူတစ်ကမ္ဘာလုံးပေါင်းပြီးမှယူတာမဟုတ်ဘူးဒါတော့အကုန်သိကျင်တယ်တယောက်ပေါင်းကျင်တဲ့သဘောပေါက် sample လို့ခေါ်တဲ့ခက်ကသွေးစစ်ရင်နည်းနည်းလေးပဲစစ်တယ်အားလုံးတူတူပဲပြောတယ်နော်ကျွန်တော်ကြီးကျယ်တယ်ပေါ့ဘုရားဘာလို့ကျေးဇူးတယ်လက်နဲ့လက်ဒီလက်ညှိုးလေးနဲ့လက်မနဲ့လို့ပုတ်ပြီးဆိုရတယ်တလောကမှာဒါပဲဘုရားကျေးဇူးကသိတာတလောကလုံးတော့ကျွန်တော်ဒီထီးတီတဲ့ကိုဘယ်လိုပြောဆုံးလုံးဆရာတော်ကိုဝီဘူးဆရာတော်တလောကလုံးရဟန္တာကြီးတွေကထီးတီတွေမှာတလောကလုံးကဟိုပွက်ဒါပဲ awakening enlightenment ဒါကိုပြောတာကျွန်တော်ကအများကြီးမလို့ sample ပဲလို့လောကနဲ့တော့ဟေ့စัจ java လာလောကကြီးအကြီးပဲလောကဆုံးကလိုက်ရှာနေမင်းပေးမှာမဟုတ်ဘူးနေစัจ java လာတကူတလှမ်းလှမ်းလို့ရတယ်အဲ့ဒီကမှနေစัจ java လာတွေအများကြီးဆိုတာတိအဆုံးမတွေ့ခဲ့မရှာနေတဲ့မင်းထဲမှာပဲရှိတယ်လောကလည်းမင်းထဲမှာလောကဖြစ်ကြောင်းလည်းမင်းထဲမှာလောကချုပ်ကလည်းမင်းထဲမှာလောကချုပ်ကရောက်ကြောင်းလည်းလောဘဒေါသမောဟရှင်လောကရှိရပေါ့ဝိဇ္ဇာရှိရင်လောကရှိရဝိဇ္ဇာချုပ်ရင်ဘယ်ထဲမှာစိတ်ထဲမှာပဲဒါကိုနားလည်ပါတယ်အင်းနာကိုပြောတယ်လောကလည်းကျွန်တော်ထဲမှာလောကချုပ်တာလည်းကျွန်တော်ထဲမှာပဲချုပ်တာဘယ်မှမရှိလောကလည်းကျွန်တော်ထဲမှာပဲနိဗ္ဗာန်လည်းကျွန်တော်ထဲမှာပဲလောကချုပ်တယ်အဲ့တော့ဘယ်သွားရှာအပြင်ရှာလားအတွင်းရှာလားအတွင်းပစ္စည်းရရှိကြအဲ့ဒါလည်းသိတယ်နော်အော်ဒီလိုလည်းအဲ့လိုရနေတာပေါ့နော်အဲ့တော့မြတ်စွာဘုရားတားကျေးဇူးတင်တယ်ကျွန်တော်ဒီပညာကျွန်တော်သိရဘရောဘယ်ဆရာမှမသိနိုင်ဘုရားလည်းလောကကျွန်တော်ရှိမှရှိတယ်ကျွန်တော်မြင်တဲ့သဘာဝဘုရားလည်းဘူးမှမသိဘူးရတယ်ဒါပဲဘုရားကျေးဇူးဘလောက်ကြီးတယ်ဆိုအဲ့လိုမှခံစားဘူးလေနော်ဟုတ်ပါဘူးမကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားတွင်မကောင်းမှုရှောင်ရင်းသည်သီလကောင်းမှုဆောင်ရင်းသည်တမာရီဖြူအောင်စိတ်ကိုထားခြင်းသည်ပညာဟုဆရာကြီးထံမှသင်ကြားသိရှိခဲ့ရပါသည်ထိုနည်းတူစွာထက်ဝန်းကျင်စင်ကြယ်သောကာယကံဝစီကံမနောကံကိုလည်းရှင်းပြပေးပါဆရာကြီးထက်ဝန်းကျင်စင်ကြယ်ကတော့ဂျိုလူနဲ့တက်ကြည့်မှပဲရမှာနော်ခေတ္တကူကအဲ့တော့လောကထွက်မှာဥမာဒါလေးပြောပြပြောပြရဲဆိုဒီလိုပါပဲစာရီပေတွေတက်ကြတယ်ပေါ့နော်ဒါရဲ့ပေါ်မှာစင်ရင်ပြီးပြောကြတယ်သိတာတော့ဒါပဲသိကြတာဒီစာရီနဲ့ဒီဟာပဲရှိတယ်ကဘာကြီးပေါ်သွားကြည့်ပတ်ကြည့်ကဘာထဲပေါ်လမ်းလျှောက်ကြည့်ကားတွေနဲ့သွားကြည့်ကဘာကြီးပေါ်သွားကြည့်ဒါပဲတွေ့ကဘာအပြင်ထွက်ကြည့်ဘာမျိုးတွေကကဘာပေါ်ဒါရှိရတာပဲဒါပေမဲ့ dimension မတူတော့အဲ့ဒါလေးကျွန်တော်ဗာပြောလေဆိုတော့မဟုတ်ဟိုတယ်သွားတင်နေတယ်အလကားတင်နေတာတော့မဟုတ်ကျွန်တော်နဲ့လူငယ်အဖွဲ့ရှိအဲ့တော့မန္တလေးမှာ10ရက်ဟိုတယ်ပဲရှိသေးတယ်10ရက်ဟိုတယ်ကအမှပူးဆိုင်ရှိရေကူးကံပေးပါကျွန်တော်လည်းတရားပြောရင်ကျွန်တော်လည်းဆက်ခတ်နေတယ်ရေကူးကံပေးပူးဆိုင်မှာပဲတရားပြောတယ်ခက်ကကြောင်းသွားလူငယ်တွေဆိုတော့အပေါ်တက်ကြည့်တော့အောက်ကြည့်တာဗောမန္တလေးမြို့ကြီးအောက်ကြည့်ဟာအောက်ကြည့်တော့မလီတစ်ပင်လေးတွေကတန်းစီကျွန်တော်မန္တလေးတစ်ပင်လေးတွေကတန်းစီကျုံပေးတယ်လှမ်းပြန်ကျုံပြီးဟာတစ်ပင်လေးဟောမိုက်တော့လှဟမ်မင်းတို့နေတိုင်းပဲအဲ့ရသွားနေတာလေအခုမှလှတယ်လုံးနေပဲအဲ့ဒီတော့လှတယ်လို့မခံစားဘူးအပေါ်လက်တက်ကြည့်လိုက်တော့ဟာလားဒါပဲလေမင်းမြင်တဲ့ဒီနာတော့ဒါပဲမင်းတို့ dimension ကွယ်ကဘာပေါ်မှာပတ်ကြည့်နေတဲ့ဒါပဲတွေပါပဲဒါပေမဲ့ကဘာအပြင်ထွက်ကြည့်ရနေတော့လောကတဲ့လည်းဒါတွေပဲတွေ့တော့ပဲလောကကနေပဲထွက်ကြည့်လိုက်တာလည်းမတူတော့အဲ့ထက်ဝင်းရင်စင်ကြယ်ဆိုတာအဲ့လောက်မဟုတ်ဘူးအခုရန်ကုန်မှာ sky ဟာတွေရှိရတယ်ကျွန်တော်ခေါ်ပြီးနဲ့တက်ကြည့်ပါလားနော်မုံလေးပါလေကျွေးပြီးတော့ဟမ်အဲ့ဒါနဲ့ထက်ဝင်းရင်စင်ကြယ်နဲ့တော့ပါဇက်ကတော့ပြောရတဲ့နဲ့ခက်တယ်အဲ့ပေါ်မှာရအောင်ခေါ်သွားလိုက်တော့နော်အဲ့မှာမကျင်နေဘူးဆိုဘန်ကောက်မှာခေါ်လို့ရတယ်ကျွန်တော်အပေါ်မှာဟောပါအထက်တရားဟမ်အဲ့မှာတက်ကြည့်ပြလားအဲ့လိုကြတော့လည်းတော့ထက်ဝင်းရင်စင်ကြယ်လားဆိုတော့ဒါတွေပဲအကုန်အတူတူပဲပြောချင်တယ်ကျွန်တော်တို့နော်ဒီခေတ်မှာတော့ Google ရှိခောက်ကြည့်လိုက်တော့ရတယ်လေဒါပေမဲ့တကယ်ခံစားတာအပေါ်တက်ကြည့်ရတော့မတူဘူးနော်အဲ့တော့
အားလုံးကတကယ်လက်တွေ့မှာကျွန်တော်ကဒီပြောလိုက်တဲ့စိတ်က ready ဖြစ်ဒါကကိုကြုံနေရတယ်ဘွာလေးလည်းကြုံနေရတယ်ဆိုတော့ဒီအတူတူပါပဲသိတရားကျေးဇူးတအားတင်ကျွန်တော်ထဝင်းကျင်တွေပဲဘာသာကြီးလို့စဉ်းစားမယ်စာပေတွေမှာကျွန်တော်အဲ့ထဝင်းကျင်တွေဖတ်တော့ဘာတိုင်းနားမလဲထဝင်းကျင်ဆိုတော့ကြားတိုင်းစိတ်ကမခံတာကိုယ်တိုင်ဒီအပြင်ဆိုရဲကိုကဒီလောကရဲ့အရာကိုကိုကကြည့်နိုင်ပါဘာလို့ကြည့်နိုင်လဲလောကကိုယ်တည်းရှိတယ်ဟုတ်ကြတယ်ကျွန်တော်ကလောကနဲ့ပိတ်ပြီးဘာနဲ့ပိတ်လဲတဏှာဥပါဒ်နဲ့ပိတ်ပြီးတာပေါ့ attachment နဲ့ပိတ်တာပေါ့ကိုယ်တိုင်ရောက်အဲ့တော့ဒီကောင်ကကျွန်တော် distance စာထွက်လို့ရတယ်ကျွန်တော်ဒီကမှာပြောတယ်ကကိုက distance ရဒဇိမ့်လို့ရှိဒါကိုပြောပြတာ distance လည်းရှင်းစိတ်နောက်စိတ်ပြော distance ဖြစ်တဘာဝကိုမြင်တော့တဘာဝကိုမြင်တယ်ကျွန်တော် exit ထွက်တာလောကကျွန်တော်ထဲမှာရှိတယ်ကျွန်တော်တဘာဝကိုမြင်တော့ရှင်းစိတ်ကိုမြင်တော့ exit ရတယ် exit ရတော့လောကကိုကျွန်တော်ပြန်ကြည့်လို့ရတယ်ကျွန်တော် dimension ပြောတယ်လားအဲ့တော့လောကကိုအများထွက်ကြည့်ရတယ်လို့ကြည့်ခွင့်ရဒါပါပဲအဲ့လိုသိရင်တော့ဟောတတိပါလေးတော့ထပ်မြင်နေရေးတော့ဟုတ်ပါဒီလိုတင်ပါတယ် နောက်ဆုံးမေးခွန်းဖြစ်ပါတယ်ယုံနာအကြောင်းကျိုးဆက်ဆက်ပုံပဋ္ဌာန်းနဲ့အကြောင်းကျိုးဆက်သွယ်ပုံဒီလေးနီးဧကတ္တနာနတ္တအပြဘာယဧဝံဓမ္မတာတို့ရှုတော့မတူညီပုံကိုရှင်းပြပေးပါဆရာကြီးအဲ့ဒါလည်းနည်းမြင်ပါတယ်နည်းဆိုတာကျွန်တော်တခုခုကိုနားလည်ဖို့အားခဲ့အဲ့တော့အဓိကကတော့ဒီအကြောင်းနဲ့ကျိုးပြိဿသမုပ္ပါဒ်နဲ့ပတ်သက်ပြီးတော့ဧကတ္တနဲ့အဲ့တော့ဧဝံဓမ္မတာအဲ့နေခုကိုကျွမ်းကျင်တော့တော်ကောင်းတယ်အဲ့ဒါနဲ့ပွဲပြီးတယ်ဧကတ္တဆိုတခုတည်းသဘောအကြောင်းနဲ့ကျိုးတခုတည်းခုမျက်စိအမြင်မြင်နေဆိုတာတခုတည်းသဘောမြင်တယ်အမှန်တော့တခုတည်းသဘောမဟုတ်မျက်စိနဲ့စိနဲ့တိုက်တာအကြောင်းမြင်တာအကျိုးအကြောင်းအကျိုးလို့ဒီမှာခွဲမသိဘူးတမန်လူကမျက်စိကမြင်လိုက်တာတခုတည်းပဲမြင်နေသူကခုနားကကြားလိုက်တာတခုတည်းသဘောပဲအဲ့ရအကြောင်းအကျိုးခွဲနိုင်မနော်လောကရဲ့အကြောင်းနဲ့အကျိုးတလဲစီဆက်ပြီးဖြစ်ပေါ်နေတဲ့ process တခုပဲအကြောင်းကအကျိုးပြလဲအကျိုးကအကြောင်းပြလဲအကြောင်းကအကြောင်းပြလဲဒီလိုဆက်တယ်အဲ့တော့ပန်းတီထားခဲ့တက်ခဲ့ဆိုတော့စာလေးတွေကနှင်းစီဘာပြောရတာခီးပန်းလေးပေါ့နော်ခီးတကုံးဆိုတဲ့ခီးပန်းတွေတစ်ခုပြီးတစ်ခုဆက်တယ်နော်ဘွားလေးကတစ်ခုတည်းဆိုရင်လည်းဘွားလေးကတစ်ခုတည်းလို့ထင်တာပေါ့လေမနော်အဲ့ဒါမှယုံနိုင်နေအကြောင်းကျိုးတွေအများကြီးဆက်တယ်ဒါပေမဲ့ကျွန်တော်ကတဘွားလို့ပဲထင်လိုက်တာတစ်ခုတည်းလို့ထင်လိုက်တာပေါ့နော်ကျွန်တော်အဲ့လိုမျိုးပဲကျွန်တော်မပြီးတော့ကျွန်တော်ရှောက်ဆိုကျွန်တော်ကဟိုပြောဒီပြောဟိုရောက်ဒီရောက်သူအကြောင်းကြောင့်မော်တော်လင်မယားတွေပေါင်းကြတယ်အကြောင်းကြောင့်တယောက်ကပြင်ထွက်သွားတော့ငါတို့ကနှစ်30လောက်ပေါင်းလာတာအခုတော့သူကအရင်စောထွက်သွားတော့မလေး emotion လည်းပြောမို့ပေါ့လေမနော်ပြန်ကြည့်လိုက်တော့မနဲ့အိယာထားကြခမင်းဘူးလေးနဲ့ကိုရုပ်ကူသွားကြတာတလန်းပြီးရုံကလူတွေမှာပေါင်းနေရတယ်ဟိုညကြအိမ်ပြန်လာချက်ပြုတ်အဝိကျော်လို့တာလို့တော့ခမင်းလေးပဲခရတူစားအဲ့တော့လည်း Facebook တွေတယောက်နဲ့တယောက်ကြောပေးကြည့်ပြီးအိတ်သွားကြတာတကယ်တမ်းတွေ့တာတော့မတွေ့ဘူးတကယ်တမ်းကြည့်တာရုံကလူတွေနဲ့မှာပေါင်းနေရသေးတာဒါပေမဲ့လည်းအကြောင်းကြောင့်ငါကနှစ်30လောက်တော့ပေါင်းနေရတာ emotion နဲ့အခုတည်းသဘောမျိုးယူလိုက်တာအမြဲတမ်းကူးချီထားတယ်လို့သူကယူလိုက်တာအဲ့ဒါ emotion ပဲပြောချင်တယ်အားလုံးကအကြောင်းကျိုးလောက်ပဲ relation လောက်ပဲရှိတာဒီလောက်ကြီးရှိမြာမဟုတ်ဘူးပေါ့နော်ကျွန်တော်တကယ်သိလာတဲ့အခါကျတော့အဲ့လိုလေးတွေပါကျွန်တော်တခါကြတာအိမ်မှာနေတဲ့အချိန်ကနေတယ်အပြင်မှာပေါင်းတာပုံများတယ်အိမ်မှာမင်္ဂလာဆောင်ပေါင်းတာနဲ့ဟိုအဲ့လိုတော့ပဲရှိတော့တာအပြင်မှာတကယ်ချင်းနဲ့ပေါင်းတဲ့တွေ့တဲ့အချိန်ကတော်တော်များတယ်သူနဲ့ပေါင်းနေရတာအဲ့လိုဖြစ်နေဒါပေမဲ့လူကတကယ်နဲ့ခံစားရတယ်ငါတို့အဲ့လိုကြီးဖြစ်နေတယ်ဆိုတော့တခုတည်းသဘောထင်းနေတယ်အမှန်တော့အဲ့လိုမရှိဘူးဘဝတူကအဲ့လိုပဲအကြောင်းကျိုး relation တွေလည်းပဲရှိနေတာပါပဲဒီလောက်ပါပဲအဲ့တော့ဧကတ္တဆိုတာတခုတည်းသောသဘောမဟုတ်ဘူးအဲ့တော့နာနတ္တဆိုတာအကြောင်းတရားနဲ့အကျိုးတရားမတူဘူးအကြောင်းတရားတစ်ခုအကျိုးတရားတစ်ခုတတ်စီနာနတ္တဆိုတာတစ်ခုရေးတယ်အဲ့တော့မျက်စိနဲ့ဆင်လိုက်တဲ့ရုပ်ပဲရှိတယ်ဘုဘကပေါ်လာတော့အကျိုးကပါနန်းကြီးပေါ်လာရုပ်နဲ့နန်းကိုလုတ်တာတစ်ခုဖြစ်တာတစ်ခုကဲအပြည့်လုတ်တာတစ်ခုခံရတာတရားလားတရားလားတရားလားအပြည့်လုတ်တာတရားခံရတာတရားလားတရားလားမတရားဘူးအဲ့ဒါ logical thinking reality မှာအဲ့ဒါပဲမှန်တာလို့ရင်အကြောင်းကလို့တဲ့ဟိုဘက်ကအကျိုးကပဲအကြောင်းနဲ့မဆိုင်ရဘူးတစ်ခုပေါ်လာလက်တစ်ခုရိုက်တာလက်ပဲဒါပေမဲ့ထွက်တော့လိုက်ထွက်မျက်စိနဲ့အစင်းကမျက်စိကလည်းရုပ်အစင်းကလည်းရုပ်
ဘက်ကထွက်တော့ဘိုင်းထွက်လာနန်းကြီးထွက်လာမြင်စိတ်ကြီးကပြောတင်တာအဲ့တော့နှစ်ယောက်သားအတူမွေးလိုက်ကြတာသားသမီးကအမဲနှစ်ယောက်ကအဖီးထွက်လာအဲ့ဘယ်နဲ့လို့ကြောက်ကာဒီလိုပဲပြဿနာတဲ့တော့ဒါပေမဲ့တဘာဝကိုအဲ့လိုပဲပြောကြည့်တယ်ပြောကြည့်တာမနသူသဘောသူဆောင်ကြအမှန်ဒါပေမဲ့ကျွန်တော်တို့အနတ္တကိုမနေနိုင်အဲ့လိုတစ်ခုချင်းစီနဲ့အကျိုးတဲ့ကြောင့်တစ်ခုချင်းစီစိုင်းမဆိုင်ဒါပေမဲ့ကျွန်တော်ဘယ်လိုငါလို့ရင်ငါခံစားဒီလိုပြန်အဆလွဲရတယ်ကျွန်တော်တို့ရဲ့ logical တွေအကုန်လွဲပြောကြည့်တာ reality နဲ့ logical နဲ့တခြားတွေကျွန်တော် logical သိနေမလို့လွဲနေတာ imagine ကံမယ် imagine ကံမယ် logical က reality ကမှတကယ် truth ကိုရဒါမှမဟုတ် reality ကိုသိရ logical ဆို identity ပေါ်မှာပဲပို့တယ်ပြောကြည့် identity ဆိုတာ discrimination nature ရှိတယ် identity ကမတူဘူးပုံစံမျိုးဆိုခွဲကြတယ်ဒါယောက်ျားဒါမင်းမဘာလို့ယောက်ျားနဲ့မိန်းမဆို identity မှာပဲမူတည်ရဘာလို့သူလည်းခံစားတတ်တာပဲသူလည်းဘိုင်းစားတတ်တာပဲဘိုင်းစားတာယောက်ျားလားမိန်းမလားကဲဘယ်နဲ့လို့အဲ့ချင်တာယောက်ျားလားမိန်းမလားအိတ်ဘူးလားအိတ်တာဒီလိုအိတ်တာအဲ့အိတ်တာယောက်ျားလားမိန်းမလားအဲ့လိုဘိုင်းစားတာယောက်ျားလားမိန်းမလားခုကျွန်တော်ပြောတာမကြောက်လားအဲ့ကြားတာယောက်ျားလားမိန်းမလားဒါဘာလို့ယောက်ျားမိန်းမဘာလို့စဉ်းစားလွယ်လွယ်လေးတကယ်လား reality တခုကိုကိုကမရောက်သေးလို့ကိုကဘေးစားယောက်ျားတွေမိန်းမတွေဘာညာကူကကျွန်တော်ကားတွေကိုဒီတော့ကျွန်တော်စဉ်းစားခဲ့တယ်ဒါကျွန်တော်တရားတွေစပြီးတော့ဒီတော့ကျွန်တော်ကားတွေပေါ်ယူလာမင်းတော့၃ယောက်လေးနေလိုက်တယ်မာစီဒီဆိုကောင်းကြီးနဲ့ထင်းတယ်ပြောချင်တာလို့စိတ်ကူကနောက်အဲ့ပုံစံနေရောနေလို့ကျွန်တော်နည်းနည်းဟောပေါ့ကားဆိုဘိန်းလေးဘိန်းနဲ့အင်ဂျင်နဲ့သွားတာပဲကွာဆိုဘိန်းလေးဘိန်းနဲ့အင်ဂျင်နဲ့ပါလာသေးတယ်နောက်ကြပါလိမ့်တော့transport ပဲ transport လွယ်တော့ဘာမှအဲ့ဘာအောင်လွတ်သွားတာပဲပြောချင်တာဒီ identity တွေကကျွန်တော်တို့ကိုအလွန် discrimination လုပ်တယ်ပြောချင်တာ transport ဆိုတဲ့ဘာကားလာရတယ်ငါအဆင်ပြေတယ်ရရတော့ပြောချင်တာဟာတော့ငါတို့ဒီလိုကားမစီးနိုင်ဘူးငါတို့ကဘယ်လိုမှအဲ့ပြဿနာစတာပဲကျွန်တော်အဲ့လိုဖြစ်အဲ့တော့ဒီအားလေးကိုကျွန်တော်စနားလဲရိုးရိုးလေးနဲ့ပဲဘွားတဲ့လိုနေတာဘာပရမတ်တွေရုပ်တည်နေတယ်ခဏခဏအဲ့ဒါဒါပေမဲ့ကျွန်တော်သိတဲ့အချိန်မှာလောကရဲ့ရောက်သွားလွတ်သွားတယ်အစွန်းနေလွတ်တယ်ဆိုတော့ဒါတွေလွတ်ပြောချင်တာဒါလည်းအဲ့ညာရောက်ခုမှအဲ့လိုခံစားမှုပါတည်အဲ့အတွက်ဒီလိုတည်း training လေးလို့တယ်ဒီမှာဒီလိုပြောတာကခုလိုပြောရင်တရားလို့မထင်ဘူးသူအားထုတ်ရင်တော့သူသိမယ်ထင်တယ်အဲ့ကိုထင်ကြီးတာပြောချင်တာအားထုတ်ကြည့်ပြောချင်တာဒီလိုစဉ်းစားမျိုးမရနိုင်ပြောချင်တာအားကခက်တယ်ဒါပေမဲ့အဓိကလည်းဒါလို့လည်းမသိဘူးပန်းနိုင်တာပြောချင်တာပန်းနိုင်လည်းကျွန်တော်ပညာသာပြောတာဒီလိုအခုကျွန်တော်ပြောတာလို့ပညာလို့ဘယ်လိုမှမထင်ကြအောင်များပြီကြီးကဒါပဲလို့မထင်ဘူးဒါမှမဟုတ်အဲ့လိုပြောလို့ရှိရင်အထင်မကြီးဘူးပရိသတ်ကစဝိုင်းဆိုအထင်ကြီးမယ်ဒါလည်းမြတ်စွာဘုရားကြောင့်လို့ပါအခုကျွန်တော်ပြောတာဘာလို့ကျွန်တော်ကြောင့်လို့ပါဒါပေမဲ့ဒါနဲ့နောက်ကွယ်ဘုရားရဲ့ကျေးဇူးတွေလူတွေကဩဒါလေးစိတ်ထဲမှာလို့ပေါ်ခဲ့ကြကျွန်တော်တို့ဒါလေးတအားသိလို့ဘုရားကိုကျေးဇူးဒါတင်ခဲ့တာပေါ့နော်ဟုတ်ပါပြီဒါလေးတွေကကြုံတော့နေကျွန်တော်ပြောချင်တယ်ပြောခွင့်ရပါတယ်မေးပြီးတယ်ကျေးဇူးတင်ပါတယ်နော်ကျွန်တော်ဒါကြီးပြောရမှာပေါ့ဘူးဘာလည်းမမေးဘူးသာဓုသာဓုသာဓုမိဘများကိုပြကြပြသွားပါသောဆရာကြီးတော်တော်အစုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာတရားပွဲကဗုဒ္ဓသာသနာစီရန်လေးတူသုံးကြိမ်ယူဆိုရေးရနာတော်မှာဖြစ်ပါတယ်ဗုဒ္ဓသာသနာစီရန်လေးတူဗုဒ္ဓသာသနာစီရန်လေးတူဗုဒ္ဓသာသနာစီရန်လေးတူသာဓုသာဓုသာဓုဆရာကြီးတော်တော်အစုလို့တဲ့ကွာဓမ္မမိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့အားလည်းကျေးဇူးတင်ပါတယ် ဆိုတော့အဲ့ဒါတော့ကျေးဇူးတင်ပါတယ်အဲ့ဒီအတက်ပြောမနေကြီးရဒါတော့မှတယောက်ပဲ